တရားကိုတရားအချင်းစရိုက်တွေမတူညီဘူးဆိုလို့ရှိရင်လေအဲ့ relationship ကကွဲကွာတတ်ပါတယ်။တယောက်နဲ့တယောက်မှာအချင်းစရိုက်တွေဆိုတဲ့အခါမှာတချို့တော့အချင်းစရိုက်တွေကလက်ခံလို့ရတဲ့အချင်းစရိုက်တွေရှိတယ်လက်ခံလို့မရတဲ့အချင်းစရိုက်တွေရှိတယ်။ဒါပေမဲ့ relationship တစ်ခုကိုစတင်ပြီးဖန်တီးတဲ့အခါမှာဆိုလို့ရှိရင်တော့အဲ့ဒီအချင်းတွေကိုတော့ဘယ်သူမှတော့ထုံမပြတာကြဘူးပေါ့နော်။ဒါပေမဲ့တွဲလာတာကြားတဲ့အခါမှာဆိုလို့ရှိရင်တော့တယောက်နဲ့တယောက်အချင်းစရိုက်လေးတွေတီးလာကြတယ်တချို့အချင်းစရိုက်လေးတွေကကြတော့လက်ခံလို့ရတဲ့အချင်းစရိုက်ဖြစ်တယ်နားလည်လို့ရတဲ့အရာဖြစ်တယ်တချို့တော့အရာတွေမှာဆိုလို့ရှိရင်နားလည်ပေးလို့မရဘူးလက်ခံပေးလို့မရတဲ့အချင်းစရိုက်တွေရှိတယ်အဲ့ဒီအရာကိုက boundary ဆိုတဲ့စီးမထားပဲနဲ့ဒီရဲ့အချင်းစရိုက်ကိုရပါတယ်လေငါသူ့ကိုချစ်တာပဲလေဆိုပြီးတော့မှချစ်ချင်းတစ်ခုကိုပဲကိုကဥတီပြီးတွားမယ်ဆိုလို့ရှိရင်တော့ဒါဒီ relationship မှာတော့ကိစ္စမရှိပေမဲ့အိမ်ထောင်ကျသွားတဲ့အခါကျလို့ရှိရင်တော့ဒီအချင်းစရိုက်တွေကနေပြီးတော့မှပဲကိုအစင်မပြေမှုတွေဖြစ်လာစေတယ်တယောက်နဲ့တယောက်ဆက်ဆံရေးတွေကိုဝေးကွာသွားစေတတ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီ relationship ခုချစ်သူဘဝမှာစတင်လိုက်ပြီးဆိုတာနဲ့တယောက်ရဲ့အချင်းစရိုက်ကိုတယောက်သိထားပြီးဆိုလို့ရှိရင်ဘလို့အချင်းစရိုက်မျိုးကတော့ကိုလက်ခံနိုင်တယ်ဘလို့အချင်းစရိုက်မျိုးကတော့ကိုလက်မခံနိုင်ဘူးလဲဆိုတာကိုတယောက်နဲ့တယောက်ပွပွလင်းလင်းလေးညှိနှိုင်းတဲ့နဲ့ပြီးတော့အဲ့ဒီအချင်းစရိုက်ကိုလည်းကိုဟာမကောင်းဘူးဆိုတာကိုသိတယ်ဆိုလို့ရှိရင်လက်ခံပြီးတော့လေပြုပြင်ခြင်းနဲ့စိတ်ရှိဖို့လိုအပ်ပါတယ်နော်။ဒါလို့ကိုကအဲ့ဒီအချင်းစရိုက်ကိုမပြုပြင်ခြင်းဘူးမပြောင်းလဲခြင်းဘူးဆိုလို့ရှိရင်တော့ကိုချရတဲ့သူနဲ့တဖြည်းဖြည်းဝေးကွာတောင်းလို့ဖန်တီးနေရတဲ့ပဲအတူတူပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီရဲ့ဗီဒီယိုတွေကနေပြီးတော့မှကိုရဲ့ချစ်သူလက်ခံနိုင်တဲ့အကျင့်လက်မခံနိုင်တဲ့အကျင့်ရှိလားမရှိဘူးလားဆိုတာကိုပြန်လဲဆန်းစစ်တင်တယ်လို့မျိုးနှစ်ယောက်အတူတူလဲတိုင်ပင်ညှိနှိုင်းတင်တယ်ဘလို့အကျင့်တွေကတော့ပြောင်းလဲတင်တယ်ဘလို့အကျင့်တွေကတော့ကြော်သွားလို့ရတယ်နားလည်ပေးလို့ရတယ်ဆိုတဲ့အရာမျိုးကိုနှစ်ယောက်အတူတူတိုင်ပင်ညှိနှိုင်းကြပါလို့ဒီဗီဒီယိုကနေပြီးတော့မှမျှဝေပေးလိုက်ချင်ပါတယ်။ relationship နဲ့ပတ်သက်ပြီးတော့မှ mindset ပိုင်းကိုမျှဝေပေးနေတဲ့မေစင်မဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်